မင်္ဂလာပါရှင်အဆုံးလိုက်စိုက်ကွာတီအတန်လည်းပြောင်းလာနင်တို့နေမင်္ဂလာပါစောတယ်မလားမဟုတ်ဘူးနောက်ကြပါလားနောက်ကြတယ်ဆိုတော့ကနောက်ကြတယ်ဆိုတာဒီမှာဝီပြန်ချိန်မရလို့မင်္ဂလာခေါ်ကြလိုက်ကြလားကပါရှင်တလောလောက်မောင်လေးကောင်းမင်္ဂလာပါမမနဲ့ပန်းကသေးတယ်နော်တတိရတယ်တူပဲတချင်လည်းမဖွင့်တချင်ရှာပေးမယ်ခဏလေးမင်းခေါ်ပေးပါရဲ့ဖြိုးဆော့ချစ်စရာလေးမင်္ဂလာပါအဆုံးလိုက်ကြပါလေအားလုံးပဲမင်္ဂလာပါရှင်။ဒါကနေကြည့်နေကြတာလေရှင်။ဖုန်းပြီးပေးပါလေရှင်။ဖုန်းပြီးကတော့မနဲ့လူအသက်ကိုတော့3000ထည့်ပေးပါလေရှင်။ဖုန်းပြီးလူအသက်ပေါ့နော်အဟောင်းကလည်းထည့်ပေးပါလေ။အဟောင်းကကြတော့2000လည်းထည့်ရင်ထည့်မယ်ပေါ့နော်။တက်တူလေးပြပေးပါမနဲ့တဲ့။ဒီနေ့စိုးကြီးတဲ့ဒီကောမင်္ဂလာပါနိုင်ယူ။အိုးဟိုကလည်းအပြင်မှာမိုးသားရတယ်ရှင်။အပြင်မှာမိုးသားရတယ်နော်။အဲ့ဒီမှာမိုးရလာရှင်။နမီကြီးနော်။ယူအမနဲ့ညီမလေးထိုင်ရောက်နေပြီနော်ဟုတ်လားမနဲ့ဘက်ကလာရင်ခေါ်လဲနော်အဲ့ခေါ်နော်မနဲ့ဟယ်လိုမနဲ့ဘက်ကောက်သွားမှာပဲရှင်ဘက်ကောက်သွားမှာမနဲ့အခုထိဟိုဗာလဲလက်ကောင်မဖြစ်သွားမဖြစ်ရသေးဘူးနော်ထိုင်ကနေကြည့်ပေးပါလေမနဲ့ဘက်ကောက်သွားဖို့ရှိပါလေနောက်ထပ်2ရက်3ရက်သွားမှာကြာနေပြီမသွားဖြစ်တဲ့အလုံးမအားသေးလို့မလေးစားနေကြည့်နေပါလေမင်္ဂလာပါရှင်နော်ပိတ်လာတယ်ဟုတ်ပါတယ်ပိတ်တယ်မနဲ့အစားအရင်ကလိုမျိုးစားလို့မရတော့ဘူးနော်ကြည့်ပြီးစားတယ်အဆက်လည်းစားလို့မရတော့ဘူးအငန်လည်းစားလို့မရဘူးအမားလည်းစားလို့မရဘူးအဲ့လိုမျိုးပေါ့ပျော့လေးနဲ့ပေါ့အဲ့လိုမျိုးတွေပါလေစားရတာပေါ့နော်နည်းနည်းမာပြီးနည်းနည်းအဆက်တွေပါပြီးဆိုရင်မနဲ့အဝမ်းသွားတာအဆင်မပြေဘူးအဲ့လိုမျိုးဖြစ်လာတာကြာပြီဒါပေမဲ့မနဲ့အဲ့လိုမျိုးဖြစ်လာတော့နည်းနည်းကြာပြီပေါ့နော်အရင်ဒါပေမဲ့ကိုစိုးမှမပြောရဲပေါ့နော်အခုတော့နည်းနည်းကိုဆိုးလာတယ်လို့ကိုခံစားရတယ်ပေါ့နော်အဲ့ဒါကြောင့်မနဲ့တော့ပြမှာပါစီခံအရင်ကဖြစ်နေတာတော့တော်တော်ကြာနေပြီဘယ်သူမှမပြောပြရေးပေါ့နော်အခုအဲ့လိုဖြစ်နေတော့မနဲ့အရင်ကလိုမျိုးအစားအများကြီးလည်းမစားနိုင်ဘူးပြီးတော့အဲ့လောက်လည်းမထိုင်နိုင်ဘူးပြီးတော့မလားမနဲ့ဆိုရင်တနိုင်ထိုင်ရမှာဟော့ကန်မှာအရင်မိုက်တော့လာမှာလားဟော့ကန်ကဘယ်နားမှာလဲကောင်းလဲအောက်ကရဲပိတ်လာပါတယ်နှုတ်ကအကြီးလိုက်တာတဲ့ဟိုအရင်မိုက်မမရန်လာဖုတ်ပြီးလို့ချင်ဘူးပဲဖုတ်ပြီးလို့ချင်တဲ့သူတွေပေါ့နော်မနဲ့ရ like ကို share ပေးပါ share ပြီးတော့ screenshot ရိုက်ပြီးတော့မနဲ့ရစီဒီမှာလာပို့ပေးပေါ့နော်ဖုန်းနံပါတ်ပါရေးထည့်ပေးဖို့မင်းနဲ့ပေါ့နော်မနဲ့မိမချင်းဆိုလည်းပေးကိုင်းနဲ့နော်ပေးကိုင်းနဲ့အလေခွဲလေးတို့လေးကစီလိုက်ပါလားကစီလိုက်ရမှာကစီမလိုက်ထားပါဘူးရှင်နော်အဲ့ဒါကြောင့်မနဲ့နည်းနည်းကျမရေးပိုင်တိတ်မကောင်းပေါ့နော်ဒီတလားမှာပေါ့နော်မနဲ့ပိတ်ကြွားပိတ်သွားတယ်ပိတ်လာတယ်ပေါ့နော်အစားတောက်တော့ဒီတလားအဆိုးဆိုပဲမနဲ့ဘာမှစားမရဘူးတခုစားလိုက်ပြီဆိုရင်အဲ့လိုမျိုးဝမ်းသွားတာညည်ပါကြတယ်အဲ့လိုမျိုးအရင်ခံစားပါတယ်အဲ့ဒါကြောင့်မနဲ့ဘက်ကတော့ဘယ်တော့မှသွားစစ်မယ်သွားဖြတ်ရမယ်ဆိုလည်းဖြတ်မှာပေါ့နော်ထားပြီးခုတ်ကြတယ်ဘာဖြစ်လို့လဲရှင်ညစ်ချင်လို့လားခဏလေးပေးရှင်အမေတော့မနဲ့ထိုင်လို့မရဘူးအများကြီးထိုင်လို့မရဘူးနည်းနည်းကြည့်လာတယ်ဒါမဲ့နည်းနည်းထိုင်လို့အများမနဲ့ပိတ်လာတော့လေဘလို့ဟိုဖြစ်လဲဆိုတော့ဒီပစ္စည်းတွေဖောက်နေတာလားသွားတွေကျဲတယ်ဖြစ်သွားကျဲရလေအမပြောမွေးရပါနော်မနဲ့သွားရလေဒါတော့မနဲ့သွားညိတာလားနှာခေါင်းမြောက်ရှိနေပြီအဲ့ဒါပြန်သွားညိတဲ့ဟာပြန်ဖြောက်လိုက်လဲပြန်ကျဲလာတာပဲဒါပစ္စည်းတွေဖောက်မှလည်းဘာမှမဖောက်ပါဘူးပဲအသက်တွေလည်းကြီးနေပါပြီရှင်ပိတ်ပေမဲ့အဲ့ဟာကြီးရတော့မပိတ်အဲ့ဒါကြီးရတော့မပိတ်သွားပါတယ်မနဲ့ရင်သားတွေလည်းအရန်ဟိုပေးသွားပါတယ်သိလားနည်းနည်းပိတ်သွားတယ်ပေါ့နော်မိုက်တယ်ရှင်ရှစ်ကဗာကြီးဆွဲထားတာလေအမကျွန်တော်ကိုပေးဆွဲလို့ရတယ်ဗာကြီးလေဟုတ်ပါရဲ့လက်ကောင်းပါရှင်လက်ကောင်းကတော့အပြင်လက်ကောင်းပဲဖြစ်ပါတယ်အပြင်လက်ကောင်းမဟုတ်ပေါ့နော်အပြင်လက်ကောင်းအစားတော့မနဲ့ပြောပြမယ်နော်မနဲ့ဘယ်သူမှမပြောပြရဘူးဒါပေမဲ့မနဲ့နေ့အကြာကြီးအဲ့လိုမျိုးဘယ်လိုပြောရမလဲမနဲ့နေ့အကြာကြီးနေတယ်ပေါ့နော်မနဲ့ဘယ်သူမှမပြောရင်ပေါ့နော်ဒီအကြာကြီးအဲ့လိုမျိုး 1K မင်္ဂလာပါတယ်အိုးမဟုတ်ပါဘူးအစားတော့မနဲ့ဘယ်သူမှမပြောပြရဘူးနောက်မှပဲအဲ့ဒါမနဲ့အမေပြောပြတာပေါ့နော်အမေပြောတဲ့အတားတွေပါတောက်ပြမလို့ပါလို့အဲ့လိုမျိုးဘာလို့ကိုလေသေးလဲချွတ်ထားလိုက်လေတဲ့မလျှော်ဘူးမနဲ့အဓိကအတင်းဒီအင်ကြီးတွေမစော်ဖြစ်ဘူးမောင်လေးတစ်ခါဝုတ်ပြီးတစ်ခါနှစ်ခါဝုတ်ပြီးရတယ်တစ်ခါတည်းလက်ဆောင်ပေးပလိုက်တာဟိုအကောက်ထဲကလူတွေမလျှော်ဖြစ်ဘူးအမှန်ဆိုရင်အရင်တော့မနဲ့နေကောင်းရင်တလားတစ်ခါဘိတွေလက်ဆောင်ပေးတယ်ဗီတာမင်လေးတွေလက်ဆောင်ပေးတယ်ပေါ့နော်တော့ဗာလဲတော့ထဲထိုင်တာများတာဟုတ်ပါတယ်ပုံကြည့်တာပေါ့နော်မနဲ့အိုက်တာထဲမှာလည်းဖုန်းအရင်ကြည့်များပါတယ်ဖုန်းလေးအိုက်တာမှာပဲအဲ့လိုမျိုးကအိုက်တာတက်ရင်ဖုန်းမပါရင်လောကချင်းလို့မရဘူးအဲ့လိုမျိုးပေါ့စားပေါ့အိုက်တာမှာဖုန်းမပါရင်စိတ်မပြေဘူးအဲ့လိုချက်အဲ့ဒါလည်းမကောင်းပါဘူးနော်အဲ့ဒါလည်းမကောင်းငယ်ရွယ်နဲ့အဲ့လိုဒီလိုဖြစ်ရတာပေါ့နော်မနဲ့တယောက်ဆိုရင်လေအိုက်တာတက်ရင်လေအမြဲတမ်းဖုန်းမနဲ့ရောက်ကြသွားတယ်နော်ဟုတ်တယ်လက်ဆောင်ယူတဲ့လက်ဆောင်ပေးဖို့မအားဘူးနော်မနဲ့ဟုတ်တဲ့
ကြားတဲ့ဘောင်းပြီးကျွန်တော်ကိုပေးပါလားတဲ့လက်ဆောင်ပိတ်လိုက်ရေနော်မျက်နှာလေးကြောက်သွားမှာပဲမနဲ့ဟိုပြောဘယ်လိုပြောမလဲမပြောတော့ပါအစိမပြေတာတွေလည်းအများကြီးပေါ့နော်တယောက်တည်းပဲရောက်ကန်ဟိုဖြစ်နေရတယ်ဆိုတော့မပြောတော့ပါဘူးမင်းတို့ဘဝကလည်းလှုပ်ရှားရတာလည်းမလွယ်ပါလားဘာဖြစ်လို့လဲမောင်လေးအမဘာမှမလှုပ်ရှားရပါဘူးလေအေးစစ်စစ်ဟိုဟာနဲ့အေးစစ်စစ်စကားထပ်ပြောတာပဲလေမောင်လေးဘာမှစိတ်ထဲမထားနဲ့လေဟုတ်တယ်မလားဟိုဟာမနဲ့ကပြားကြီးလားမနဲ့ကိုမြင်တိုင်းနဲ့ဆိုင်ယူနီမထက်ချင်တာကျွန်တော်တငယ်ချင်းတွေကိုပေါက်ပြချင်လို့အင်ဂျီကူယူနီယူလို့ရတယ်လေမနဲ့ apply အောက်မှာယူဟိုဟာလင့်လေးချထားပေးတယ်နော်ဂေးယူနီဝင်ချင်တဲ့သူတွေအတွက်မနဲ့လိုက်အောက်မှာနော်ဂေးယူနီကကျတော့ယူနီဖရီတက်ရဘူးပေါ့နော်ဖန်တောင်လမ်းလေးတွေနဲ့အကိတ်လမ်းလေးပဲရိုက်ပြအောင်နော်တဲ့စီတီမှာပေါ့ဟုတ်ကဲ့ပါရှင်ဒီရက်ပိုင်းကြီးမူကလည်းတအားရွာနေရပေါ့နော်ဖန်မှာတိုက်တော့အပြင်မထွက်ဖြစ်သေးဘူးပေါ့နော်မနဲ့ကောင်ကမနဲ့ဟာဖက်တောင်ပေးသေးတယ်ဟုတ်လို့လားဟုတ်လားမနဲ့ဘန်ကောက်သွားပြီးတော့စီလီကိုထက်လိုက်အောင်ဘယ်လိုလုပ်မနဲ့စီလီကိုထည့်ဖို့ဟောတိုက်ပါမှာတူပဲဖုန်းကြရင်ကြီးမထွက်ဘူးမဟုတ်အဲ့ဒါတက်ရင်လေဖုန်းမပိုင်ရင်မနဲ့တအားဖုန်းကတ်တာတအားဖုန်းကြည့်ရမနဲ့တတိမှာဖုန်းအဲ့လိုမျိုးဘာလို့ဆိုကိုကအဲ့ဒါတက်မှာမနဲ့ပိုင်ဖြစ်တာဟုတ်လူကပိတ်လာတယ်နော်လူကရင်ဟုတ်ပါတယ်ရှင်တကယ်လို့ကိုကမနဲ့ပိုင်အဲ့ဒါတက်ပြီဆိုညပိုင်းတက်လဲပဲအဲ့ဒီဖုန်းနဲ့ပဲသွားတယ်မကြီးပေါက်ရင်လေအဲ့လိုပုံကြီးနေမှာနော်တဲ့ကိုအားကြလိုက်တာဘယ်လိုလဲအခုအကောက်ဆောင်မလို့မနဲ့လက်အောက်မှာလေးလေးချတာပြရနော်မန်ပါတစ်တွေအတွက်အားလုံးယူနီဖီဘတ်တက်ရပဲနော်ကြီးလိုက်တာတဲ့ဒါမဲ့မနဲ့ပြန်သွားလာအောင်တော့အများကြီးစားလာပါတယ်မင်းကအရင်စစ်စရာကောင်းတဲ့ကလေးလေးတတိစစ်ပဲမနဲ့နှလောက်ကြတရားဝင်ချင်လို့အချိန်တိုင်းတတိရတယ်ဟယ်လိုဒါပဲနို့တော့မပြီးပါဘူးနော်အကောက်ဆောင်မလို့ဟုတ်ကဲ့မနဲ့လက်အောက်မှာလေးလေးချတာပြရနော်အဲ့ link ကိုဝင်လို့ရလားရှင်မနဲ့ရေအပန်းမကြည့်ရင်စူးစမ်းလေးဖြုတ်ပေးပါလားတဲ့ fan တွေကတောင်းဆိုနေတယ်မနဲ့ဖြုတ်ပေးတယ်လေအင်ဂျီဖြုတ်လို့မရမလို့လေအင်ဂျီကဟိုနည်းနည်းဖြုတ်လိုက်ပြီဆိုရင်ဟိုဘာဘယ်လိုပြောမလဲ Facebook ကဘန်ကန်ကြည့်တယ်ပေါ့နော်အပေးများလို့ကြာသွားတာလားတဲ့ no မနဲ့ single မနဲ့ကြီးစားမထားတာလည်း3နှစ်ရှိပြီဘသူ့မှလည်းအမပေးဘူးဘသူ့မှလည်းမလက်ဘူးကိုဘာသာကိုစီပွားရေးကိုဘာသာကိုနေတယ်မရှုပ်ဘူးယောက်ျားလေးနဲ့မရှုပ်တော့တာပေါ့နော်ယောက်ျားလေးနဲ့ဟိုဘယ်လိုပြောမလဲအဲ့လိုမျိုးဟိုစကားပြောတာအစားမရှိတော့ပေါ့နော်အရင်ကတော့ကြီးစားတွေပါရေးထားတာပေါ့လွန်ခဲ့တဲ့2နှစ်3နှစ်အခုမရှိတော့မရှိတာလေးကြာပြီနော်တယောက်ထဲနေလာတာတော်တော်ကြာပြီတယောက်ထဲနေလာတာနားရှင်းတယ်လေပြီးတယ်မှာဒါပေမဲ့နည်းနည်းတော့အထီးကျန်တယ်ပေါ့နော်တခုဖြစ်တဲ့အချိန်မှာတို့ဘာတို့ကတယောက်ထဲဖြစ်နေပေါ့နော်ဟုတ်ကဲ့ပါ free ထည့်ပေးပါတယ်ရှင် unit free နော် unit free ဘတ်တရားဘူးထည့်ပေးပါတယ်ရှင်မြန်မာစကားပြောတာချစ်စရာလေးကျေးဇူးတင်ပါတယ်မနဲ့နှုတ်ပြမမနဲ့ရောမလေးတေချာကြည့်လိုက်မြင်ရလားမလေးချောနေအောင်ပဲမမနဲ့ခမန်းတွေနိုင်ငံကျော်ပြီးလာကြည့်နေကြပါလားနော်တကယ်ကြီးစားမရှိပါဘူးနော်တကယ်စိတ်ကြပါရှင်တကယ်စိတ်ကြတဲ့ရောက်ခဲ့တယ်ကမ္ဘောဒီးယားစကားပြောနိုင်လား no မပြောနိုင်ဘူးလေဘယ်လိုပြောနိုင်မလဲမနဲ့တက်တူလေးပြပါနော်โอเคခဏလေးမနဲ့ပြန်မြင်ရလားရှင်တက်တူကလေဟိုနည်းနည်းရှုပ်နေတယ်အဲ့ပြောဟိုအပြည့်ဖြစ်မနေတော့လေကြည့်လို့မလားသိပါဘူးအပြည့်တော့ထိုးလာနော်ပြတာပါတယ်နှုတ်ပြပြီးစီးပွားရေးရှာနေရသွားမလေးအမနှုတ်မပြလေအမဒီတိုင်းဖို့လေအမနှုတ်ကပေါ်တယ်အဲ့ဒါကြောင့်ဟိုတကယ်လို့အမဘာမှမဟုတ်ပဲနဲ့ဘာမှမဟုတ်တာအမအင်ဂျီဖို့လေလေဟိုဖန်တွေကတော့တောင်းကြည့်ပါပဲအော်ဒီလိုပေါ်အောင်ဖို့ခိုင်းပါမယ်အဲ့ဒါကြောင့်ဖို့ရတာပါရှင်မပြစားပါဘူးရှင်စိတ်ဝင်စားလို့ကြည့်ချစ် sorry sorry မိတေးရတယ်ပေါ့နော်ခဏလေးမိပြန်လာမှာပါငါနဲ့ဘာကရင်လဲစိုက်ဘယ်လောက်လဲတဲ့ခဏလေးနော်မိတေးပါလို့ဒီမညာလေးအခုကြည့်ပြမလားခဏလေးနော်ငါတို့မမနဲ့ကိုလာမပြောနဲ့ငါတို့ကရင်လူမျိုးကရင်မလေးကရင်လူမျိုးမယူသားတော့ဖေမပြဘူးနော်ဖေမပြဘူးဒီတိုင်းပဲထိုင်ဒီလိုက်နေပါလားရှင်ဖေမပြလို့မပြတဲ့သူတွေလည်းမယူသားတဲ့သူတွေတပုတ်ကြီးပါကွာဟုတ်တယ်မလားမမပြီးဆိုရဲအကောင်မမကိုခောက်ပြလိုက်တယ်မင်းကပြေးလာအကြာကြီးပဲခဏလေးနော်စပင်တိုလေးနဲ့အရန်လာတယ်ဟုတ်လားစပင်အရန်ပြက်စီချင်တာစပင်အရန်စီချင်တာစပင်အရန်ပြက်စီချင်တာမိပြမြမမနိုင်ငံမိပြီးသားတယ်မမကိုကန်ဆိုတဲ့နာမည်ခေါ်ပြီးတယ်ကန်ကိုကန်ရေချစ်တယ်နော်ကိုကန်အကောက်ဖွင့်ကြီးဖီးဟုတ်ပါတယ်ရှင်အကောက်ဖွင့်ကိုဆက်တယ်ကိုမနဲ့လိုက်အောင်မှာလိတ်လေးချတာပြီးရနော်ကိုကန်ရေချစ်တယ်နော်ဖွင့်သွားဖွင့်လို့ရလားမောင်လေးကိုကန်နဲ့တူကြည့်နေတယ်သူ့ဖုန်းရလို့တယ်ဘယ်လိုလုပ်ရမလဲမနဲ့လိုက်အောင်မှာအဲ့ဒီ link ကိုနှိပ်ပြီးတော့သွားဆက်တယ်ပြီးရောက်ပဲနော်အကောက်ဖွင့်ချင်တဲ့သူတွေပေါ့နော်ပြောပါမနဲ့ကလေမနဲ့ကိုလာပြောရင်မနဲ့စိတ်ဆိုးမယ်ဒါဒီလိုအဲ့လိုမဲကြီးပါမနဲ့အခုမိလာပြီးခုနမိသေးပါလို့ပေါ့နော်မနဲ့စိတ်ဆိုးသွားမယ်မနဲ့ဒီလိုဖြစ်ပါမယ်မဖြစ်ပါဘူးဆဲပါမနဲ့ပြင်ပြလို့ပြမယ်လောက်ပါဘူးအေးစစ်စစ်ပဲလိုက်ထိုင်လွှင်းနေပါရှင်ဟိုဘယ်လိုပြောမလဲတယောက်နဲ့တယောက်ပေါ့နော်ငါနာမည်ကိုဖဲပါအိုက်တော့တဲ့ဖောမဖတ်တော့ဘူးနာမည်ကဘယ်လိုလဲအဲ့ဒါမဖတ်တော့ဘူးနော် hello beauty မနဲ့မောင်တင်အကောင့်မှာနာမည်ခေါ်ပြီးနော်တဲ့မြင်ပြီးတဲ့မိလာပြီလေနော်ခဏလေးဒီမှာ wifi အခုတိပြမရအောင်မနဲ့ရေပါကရင်လဲဖလောက်လာဖလောက်ပဲလေမနဲ့ဖလောက်ပဲပေါ့နော်
အကောက်ကဘယ်လိုဖွင့်ရလဲအကောက်ကမှလည်း like အောက်မှာ link လေးချထားပြီးသားနော်အဲ့ဒီ link ကိုနှိပ်ပြီးတော့ဆက်သွယ်လို့ရတယ်ပေါ့နော်မနဲ့ like ကနေလာတယ်ဆိုပြီးတော့သူတို့ပြောပြပေးလိုက်မယ်ပေါ့နော် unit fee ထည့်ပေးလိုက်မယ်ပေါ့နော်ခဏလေးပြန်ဖွင့်ပေးမယ်တချင်းလေးပြန်ဖွင့်ပေးဖို့ဟို wifi မရသေးဘူး okay နေထက်အောင်ရေးချစ်တယ်အသေးကွဲလို့အပင်းနေနေထက်အောင်ရေးအသေးမကွဲပါနဲ့မနဲ့လည်းအသေးကွဲတာပဲမနဲ့လည်းစကားတော့ပြောလိုက်နော်ခုနပြောနေရလေမနဲ့ဟိုစိတ်အောင်မလို့ဘာဖြစ်တော့သွားကျဲတာဗာလဲပစ္စည်းတွေလောက်တယ်မနဲ့သွားကျဲတာမနဲ့မွေးရပါကျဲတာပါနော်ဒီသွားကျဲတာကိုသွားညိတာနဲ့ခောက်ရှိပြီးဘယ်လိုပြောမလဲမဖြစ်နေဘောနော်ပြန်ကျဲတာပဲအဲ့လိုမျိုးအော်ဆိုလာဆိုင်ဆိုင်အကိုအောင်ရေးချစ်တယ်နော်အခုအောင်ရေးပြမနေလဲမမနဲ့အနောက်မှာရောက်တယ်အများရောက်ပါတယ်အမနဲ့ရက်သမီးဟာလေးဒီပါမနဲ့ရက်သမီးဟာလေးပေါ့နော်ဘောနဲ့တရားဖကြီးပေးပါမနဲ့လည်းအမလေးလေးချထားပေးတယ်နော်မောင်လေးကိုကဲမမကိုလည်းချစ်တယ်သူ့မလေးကောင်မလေးစီလို့ဘယ်လိုလောက်ရမလဲမမဟိုကဘယ်လိုပြောမလဲကောင်မလေးကိုတော့ဟိုနံပါတ်1ပဲလေမနဲ့ကတော့ဟိုဘယ်လိုပြောမလဲချစ်တယ်ဆိုတာဟိုကလိုမျိုးပေါ့နော်ဘယ်လိုပြောမလဲဟိုကချစ်တယ်ပုံစံမဟုတ်ပဲနဲ့လေသိတယ်မလားကျက်မှာကိုတင်မှာကိုအရုပ်တရုပ်ကိုချစ်လို့ဝေတဲ့ပုံစံပေါ့နော်အရုပ်တရုပ်ကအရင်ချစ်တယ်ကွာအဲ့လိုပုံစံလေးပေါ့နော်အဲ့လိုပုံစံလေးလောက်ချစ်ပေါ့ဘယ်ရောက်သွားကြတာတော့စိတ်ညစ်နေကောင်လေအမလောကစိတ်ညစ်မနဲ့ရေပြင်းနေနေကပဲတော့လေမနဲ့လည်းမသိဘူးမနဲ့လည်းမသိဘူးပဲဟယ်လိုမနဲ့လည်းအဲ့ဒါဝဲရောက်ခါနေမှမနဲ့သိရရှိမနဲ့ရေကိုတောက်ကြီးလို့ခေါ်ပေးတာကိုတောက်ကြီးရေချစ်တယ်နော်ကိုတောက်ကြီးအခုပါလည်းနေလေရှင်သမီးစားပြီးပြီလားကိုတောက်ကြီးမင်းမရှိပြီလားရှင်တကယ်လို့ဗီဒီယိုဖုန်းလေးခေါ်လို့ရရင်မနဲ့ခေါ်ချင်လိုက်တာဟုတ်ကဲ့ပါပုံပိတ်လေးထည့်ပေးပါမယ်နော်မနဲ့လိုက်ကြည့်ရပြီပေါ့နော်နှုတ်စားတယ်တဲ့Hello Cambodia I love you ဟာဘာမှစိတ်မထားနဲ့ပြပြပါမနဲ့စကားလာပြောလို့ရတယ်သိချင်တာရှိရင်မနဲ့လာပြောလို့ရပါလိမ့်ရှင်အကြီးတယ်တဲ့ဟမ်စီဒီမတွေ့တော့စီဒီမတရားမှမတွေ့တော့အကောက်ကရှောင်းမရဘူးပါဘာဖြစ်လို့လဲမောင်လေးဘာလို့အကောက်ရှောင်းမရတာလဲဘယ်ရောက်ရမှာလဲသူများတွေကလိန်ရှိမရရှိတယ်မင်းကမရှိလို့လိုက်ဝင်နေတာအဲ့လိုတော့စိတ်ရဲ့မထားရဘူးသိရမလားမိမလည်းကိုဝင်ကြည့်လို့ရပါတယ်ယောက်ျားလေးကိုဝင်ကြည့်လို့ရပါတယ်ဘာမှမမြူဆွဲဘူးမနဲ့ဒီတိုင်းပဲဘယ်လိုပြောရမလဲဒီတိုင်းပဲစကားပြောလို့ရတယ်လေနော်တရားနဲ့တရားပြင်းနေအဲ့လိုစိတ်နဲ့ပဲဘလို့မှဘသူ့မှလည်းမမြူဆွဲဘူးကျွန်တော်သမီးလေးနဲ့နေကောင်းပါလေရှင်အောက်တီးတလောက်လားဖဲပေးနော်အဲ့လိုမျိုးရပြမယ်နော်အဲ့လိုမျိုးကိုအားပေးတဲ့တွေ့ဘူးတဲ့သူ့မိမနဲ့သူလာပြောသူ့ယောက်ျားမနဲ့ရဲ့ဖက်အဲ့လိုမျိုးပေါ့နော်ကိုတွေ့ဘူးတဲ့အပြင်မှာကိုဓာတ်ပေါ်လာတွေ့ရတယ်သူ့မိမပါတယ်သူဓာတ်ပေါ်တွေ့ရတဲ့အချိန်မှာလည်းသူမြည်သေးတယ်ကွယ်မနဲ့ဖတ်လို့ရလားပေါ့နော်ဒီတော့ဖတ်လို့ရလားမနဲ့ပြောတယ်ဖတ်လို့ရပါတယ်ဘာမှမဖြစ်ဘူးပေါ့နော်အဲ့ဒါကိုလည်းသူ့မိမကိုကြည့်လိုက်တယ်ပေါ့နော်ဒါပေမဲ့သူ့မိမဘာမှမပြောဘူးကွာလေသူနဲ့တော့ရက်ပြေကွာလေကျေးဇူးတင်ပါတယ်ဘာညာပေါ့နော်ကိုလည်းဘာမှမဖြစ်သေးဘူးသိပါဘူးသူနေနေမှမကြိုက်ပါဘူးအပြိုကြီးပဲလောက်မှာမမရေချောနေရောပဲချစ်ကြိုက်မှတိုင်းမှာတဲဒီပါရတယ်မလေးမနဲ့ကစိတ်လေကောင်းအပေးလေကောင်းပါမယူနေမလို့ချင်ဘူးအချစ်တွေပဲလို့ချင်တယ်ကြောက်အဲ့ဒီတော့ဒီလိုလောက်ရသေးတော့ဒီထက်လာတယ်အခုမထွက်လာတော့ကဲတနေ့နေဒီချင်းငေါ့လာကြရကြအေးရကောင်းခံနေမှာမလေးတောင်ဝိုင်းရောက်ဖြစ်ရင်ပေါ့အစ်စ်လေးတွေရိုက်ချင်မတက်နိုင်တော့ဘူးမနဲ့တကယ်ပြောတာမနဲ့မအဲ့တောင်ဝိုင်းတအားမတာနော်အဲ့တောင်ဝိုင်းဘယ်လိုမှလဲဆိုဒီလိုမှစစ်လိုက်တာတဲ့ဘာဖြစ်ပြောအောင်နေမနဲ့တော့ပြောတယ်မနဲ့အဲ့လိုမျိုးသူများလာပြောတာတို့အဲ့လိုမျိုးဒီလိုမျိုးလောက်လာလို့မနဲ့ပြောပဲနေတယ်ဘာဖြစ်လို့ဆိုသူတို့လည်းနားလေမှာမဟုတ်ဘူးနော်မြန်မာပြည်အတွက်ဗတ်တရားမဟုတ်ပါဘူးရှင်ခိုင်းဗတ်တရားပါဖုန်းပေးပေးအောင်နော်မနဲ့ဟုတ်ပါတယ်ပေးပါလိမ့်ရှင်မနဲ့လိုက်ပြီးမှယူပေးနော်ဒီချင်းလေးနောက်ကြိုက်သွားတော့ရပါမနဲ့ဖုန်းပေးပေးပါဦးရှယ်ထားတယ်ဟုတ်ပါတယ်မနဲ့လိုက်ပြီးမှထည့်ပေးမယ်နော်အမပင်ကြီးအောင်ဘယ်လိုလောက်ရမလဲမနဲ့ပင်မရှိဘူးမနဲ့တော့ပင်မရှိဘူးမနဲ့တကယ်ပြောတာမနဲ့ပါကင်ပဲလာတဲ့ပါကင်ဖြစ်နေရတဲ့နေ့ရှိပြီပေါ့နော်ပါကင်ဖြစ်နေရတဲ့နေ့ရှိပါပြီရှင်တယောက်ထဲပဲပေါ့နော်ဒီမှာမြို့ဆိုရင်လည်းတိတ်တိတ်အစ်ကြီးလေးပါလေရှင်မနဲ့ကြီးသားမထားတော့ဘူးဆိုတာမနဲ့အဲ့ဒီနောက်ဆုံးထားတဲ့ကောင်လေးမြန်မာပြည်ဗတ်တရားမရမြန်မာပြည်မှာတော့ unit free 9000ဘို့1000ဘို့ရပါတယ်နော်ဗတ်တရားတော့မရောက်နေမြန်မာပြည်မှာတော့unit မြန်မာပဲရမှာပေါ့နော်ရောက်ဘူးမနဲ့ရေကြိုက်လာလားညရောက်ရမယ်မလေးအမကြီးစားမရှိဘူးအမတွေ့ခဲ့တဲ့ကောင်လေးနော်အဲ့ဒါနမီကျော်ပြတ်သွားရပါတော့အမစိတ်ကောသွားပြီးရတာလေးဒါအမမလိမ့်အမကိုယ်တိုင်ကြုံတွေ့ရတယ်လေမဟုတ်ဘူးသူများတွေဘယ်လိုပြောမလဲဘယ်လိုပြောမလဲကွသူများတွေထင်တာကအချစ်ခံရတယ်ဘယ်လိုပြောရမလဲစိတ်ချမ်းသာတယ်သူများတွေအမှန်တော့ယူစားထားတာလေလောဝစိတ်မချမ်းသာအောင်မနဲ့လေမနဲ့ဗတ်တရားဗတ်မရဘူးဘာဖြစ်လို့လဲမောင်လေးဟယ်လိုဆိုဒီမှာမင်္ဂလာပါ Hello from Cambodia I know okay ပါရှင်မနဲ့နဲ့ရဲ့အရှိကဗီဇာရှိတယ်လေဗီဇာရှိတယ်နော်မနဲ့တက်မယ်နော်ဗီဇာတက်ပြီးတဲ့နောက်ပိုင်းမနဲ့အောင်နောက်တွေအလုပ်မနဲ့ဗီဇာထားရင်မနဲ့အောင်နောက်တွေအလုပ်သိမလို့တော့အဲ့လိုမျိုးဘယ်လိုပြောရမလဲသူမိတဲ့ဟာလေမနဲ့သူကြောင်ဖြစ်ရင်သူမနဲ့အဲ့လိုမျိုးပေါ့လက်တွေပါတော့ပေါ့နောက်ဆုံးလူတယောက်နဲ့မနဲ့
ဘယ်လိုပြောမလဲအောင်နောက်ပြတ်သွားတယ်လို့ခံစားရတယ်ပေါ့နောက်ကျသွားတယ်ပေါ့နောက်နောက်ကျသေးပါဘူးဟယ်လိုမနာမည်နောက်ကျသွားတာနော်ဒီစားဆိုဒီမှာလေကန်ကောင်းမှရလို့ကန်ကောင်းမှာပေါ့ဒီလိုမျိုးစာပို့လာမပြန်ဘူးလေခဏလေးတော့ဝင်ယူတဲ့သူများလို့လားမသိဘူးမနဲ့ကြီးစားတာစိတ်မချမ်းသာတာဒါကြောင့်လေဖော်ကာစားချင်တယ်ပဲပြောနေလို့လားမဆိုင်ဘူး तू အဲ့ပေါ်မဆိုင်ဘူး तू ဖော်ကာစားချင်တာလည်းမဟုတ်ဘူးလူငယ်နှစ်ဦးနှစ်ဖက်နှစ်ယောက်နေနေတော့အဲ့လိုမျိုးပေါ့သိတယ်မလားမနဲ့ကြတော့ဒီလိုအပြင်တွေပါပြီးသွားရင်လည်းဟိုစက်စီတွေဝတ်သွားရင်လည်းဝတ်သွားရမယ်မဝတ်ချင်လည်းမဝတ်ပါဘူးအဲ့လိုမျိုးသိတယ်မလားဒီမနဲ့အလုပ်လုပ်ချင်မှာမနဲ့ဟုတ်ဆက်တာလည်းမနဲ့မကြိုက်ဘူးနေရာနေဘလောက်ပဲဘယ်သူကြီးဖြစ်နေလဲဆိုငါပုံစံနဲ့ငါလုံးဝမကြိုက်ဘူး ACC ပြချင်တာမနဲ့အော်ခဏလေးစောက်ပြီးတော့မောင်လေးလာချက်လို့နော်သိတယ်မလားကိုကဒီမှာကိုကအလုပ်လုပ်ရမယ်ကိုကအခုအလုပ်သွားတော့မယ်အဲ့ပုံစံပြီးတော့သူတို့ဒါလေးသွားပါတယ်နော်ဒါလေးလုပ်ပါတယ်နော်ဒါလေးဟိုဖြစ်ပါတယ်မနဲ့ထားခဲ့တဲ့ညီသားတွေမနဲ့ကအားကတ်မနဲ့ပြောမှာမဟုတ်မနဲ့ကအားကတ်မနဲ့ကြတော့ဒီသားပဲထားချင်တယ်ဖြစ်အဲ့လိုမျိုးဟိုကြီးတော့ဟိုအဲ့လိုမျိုးအသွားလာသူအဲ့လိုမျိုးတော့မနေချင်ဘူးကြီးသားလောက်ပဲတွေးချင်တာသူကကြတော့အဲ့လိုမျိုးမဟုတ်ကြီးသားတွေးလိုက်ပြီးတာနဲ့သူနဲ့အသွားအဲ့လိုနေရအဲ့လိုမျိုးနေချင်တာမနဲ့မတက်တာအဲ့လိုမလို့ပြောရမယ်အခုနောက်ပိုင်းတော့ကိုကြီးသားထားရင်တော့ဟိုသူတို့တိတိကျကျမရောက်မှာပေါ့ဘယ်လိုဆိုမနဲ့တမီလေးတွေမိစားထားတယ်ဆိုတော့လေသိရမလားဟောအေးဘယ်ဆော့ပြမယ်အကောက်ဖွင့်ချင်တယ်မောင်လေးဖွင့်လို့မရသေးဘူးလားဘာဟိုင်းလဲဘယ်သူမှမပြောသေးဘူးလားမောင်လေးဘယ်သူမှမခိုင်းသေးဘူးလားရှင်လိုင်းရလားကွာလိုင်းရရင်တော့ဂိတ်ဆော့ပြပြီးချင်ပါတယ်ဖောက်ပြီးထည့်ပေးလာမနဲ့နောက်ကျနေပြီလေမောင်လေးကနောက်ကျနေပြီမလားနဲစကားပြောလို့ရပါတယ်မနဲဖင်တော့တိတ်မကိတ်ဘူးနော်နှူကတော့ဟုတ်ပါတယ်မနဲမူရပါတော့ဖင်တိတ်မရှိဘူးပေါ့နော်ဖင်ကတော့မရှိဘူးဒါတော့ဝင်ခံပါတယ်ရှင်ဖင်ကတိတ်မရှိတာမဟုတ်ရှိနေတာမူးနေတာလားတဲ့မူးနေပေါက်လို့လားမနဲဝါဝင်ထားတယ်နော်မနဲဝါဝင်ထားတယ်မနဲဝါဝင်ပြီးကျုံမမနဲကားပြပြီးမြင်ချစ်ချင်းလေးပေါ့နော်အခုကကျတော့နည်းနည်းအရင်လိုက်တီပါတီလွင့်နော်အနေဆုပ်ပြရနေဘူးတော့တိတ်မိမကဟိုဘယ်လိုပြမလဲလိုက်လွင့်ကပြရတယ်အခုဘလို့မကလို့မတက်ဘူးတိလားဟိုဘလောက်ပဲတချင်မှုဝင်နေပဲတစီပဲအကွက်ကအားမလဲဘယ်လိုမျိုးဖြစ်ကမတက်ဘူးဒါပေမဲ့စကားပြောနိုင်ပါတယ်နော်ကဲဝင်ယူလို့ရပြီလားရှင်မောင်လေးဟိုတယောက်လေးအကောက်ဝင်ယူလို့ရပြီလားရှင်ဒီစစ်ပေါ့နော်ဒီစစ်ပဲဟောနှခမ်းကြီးကလာချက်အခုနည်းနည်းလုတ်ပြီးဘာလုတ်ပြရမယ်မလဲမနဲ့နှခမ်းကပူပူတော်တော်လေးစီထိုးထားတာလားမနဲ့ထိုးထားတာတော့ဟိုလောက်ရှိနေပါပြီနှစ်ကြော်ပါပြီမနဲ့မထိုးတော့တာနော်နှစ်နဲ့3နှစ်လောက်ရှိနေပြီတဲ့အခုနောက်ပဲနှခမ်းဖီလာထိုးတာမသိဘူးကိုထိုးခဲ့တာတော့ကြာပြီဒါပေမဲ့ပူပူတော်တော်ပဲမဲ့လေနည်းနည်းအဲ့လိုမျိုးလေးပါမာတယ်ပေါ့နော်မနဲ့ယူသားနေပြီဆိုဟုတ်တယ်လေမနဲ့ယူသားလေးဘာဖြစ်လို့လဲဒါကနုမပြတ်သေးလို့တဲ့မနဲ့နှခမ်းကပူတော်တော်လေးနော်တဲ့စီဒုက္ခပူလာတယ်အိုးမနဲ့ဒုက္ခမကတ်ဘူးမနဲ့ပြောပြမယ်နော်မနဲ့အရင်ဒုက္ခချင်တာအဲ့ဒီအချိန်သူများအဲ့ဒီအချိန်ပေါ့နော်ဒုက္ခဖို့ခေါ်ကြတာပေါ့နော်မနဲ့သွားတယ်ဒုက္ခအရင်ပြိမနော်မနဲ့မပြီးဟိုသူများလိုက်မမိဘူးလေသိရမလားဟိုဖြစ်အဲ့မှာသူများမခေါ်တော့ဘူးပေါ့နော်သူများကိုဟိုဟာလေးတွေပေးရိုက်တယ်ပေါ့နော်တချင်းပဲပိတ်ဆို့ကြတယ်ပေါ့နော်ကိုအတန်ကျဲတယ်ဆိုတော့ဂိမ်းဆော့ပြပေးမယ်နော်ဂိမ်းဆော့ပြပေးမယ်ရှင်တော့အင်းကျန်တယ်ခဏလေးနော်မနဲ့ကအပြင်မှာဆက်ရေးကတကယ်ကောင်းနေတယ်မနဲ့လေးဟိုအေးစိပုံမှန်ပဲပါမสวัสดีค่ะสวัสดีนะรักนาจุ๊บประตูเดวินจี้นี่ตีเลยชิทางนี่เลยชีเดติล่ะของพี่คะของพี่ยังไม่นอนอีกหรอคะใช่ไหมคะของพี่ยังไม่นอนใช่ไหมคะของพี่ทำไมยังไม่นอนล่ะคะเล่นฉากลมยาวမြန်မာတိုင်းရင်းသားစီအကတွေကတော့အပင်ပန်းစောပဲတဲ့တိုင်းရင်းသားအကတွေထဲရတဲ့တော့အပပင်ပန်းစောပဲခြေလက်အပြက်ဟုတ်တယ်အဲ့ဒါတော့မနဲ့လို့မရဘူးမဖြစ်ဘူးတဲ့ဘာလေးလဲမော်လင်းတို့ကအော်လာတယ်မနဲ့ကိုကြည့်ရတာရေးလေးလိုက်တာတဲ့မနဲ့အခုအချိန်ဘာကင်ပေးစားလဲပြောလို့ရလာတယ်မနဲ့အခုအချမ်းဘာကင်မလဲနားမလဲဘူးမနဲ့ခွေးလေးကောတဲ့ရှိတယ်ရလောက်ရသူလာတယ်နော်သူလာပြောလို့ရလာရတယ်လေတော့ကလေတကယ်ပင်ပန်းတယ်နော်ဟိုကနိုင်တဲ့သူကတော့ချီကျူးတယ်ကွယ်အဲ့လိုမျိုးတကယ်ပင်ပန်းတယ်ပေါ့နော်ဟိုအဲ့လိုမျိုးဘယ်လိုပြောရမလဲဟိုခြေတော့တွေလည်းတောက်ရတယ်လက်တွေလည်းလောက်ရတယ်ခေါင်းတွေလည်းလောက်ရတယ်ဆိုတော့မနဲ့လို့လိုမျိုးဆိုတော့မူးလေးသွားပြီပေါ့နော်နှုတ်ကဟုတ်တယ်မနဲ့နှုတ်ကဘာမှမလုပ်ထားပါဘူးနော်အပြင်မှာမနဲ့ရဲ့စိုက်နေမနဲ့ရဲ့ကိုလှုပ်ဆိုင်နေအတော်ပဲဟိုဒီမှာမြင်ရတာနည်းနည်းဘယ်လိုပြောရမလဲနည်းနည်းဒီအရှိကင်မရာဖြစ်နေလို့လားပေါ့နော်နည်းနည်းကြည့်ရတာနည်းနည်းပြည့်နေတယ်ပေါ့နော်နည်းနည်းများနေတယ်အမှန်တော့မနဲ့ရဲ့နှုတ်ဆိုင်ကတော့38ပါပဲ38ပဲပေါ့နော်38စိုက်တိတယ်ဟောမနဲ့အခုစားတယ်ကင်ပျော်လေးအခုစားတယ်ကင်ပျော်လေးဘယ်လိုလဲမနဲ့နားမလဲဘူး
အခုစားလေးကင်ပြောတယ်ဘာကိုပြောတာလဲမလေးဘာကိုပြောတာလဲအခုစားလေးကင်ပြောတယ်ဘလို့ပြောတာဘာကိုဆိုလို့လားမနနာမလေးဘာကိုပြောနေတာလဲလို့ဖော်ဝင်လည်းမသိပါနော်ဝင်လို့မရဘူးပဲဂိမ်းလေးဝင်လို့မရဘူးရှင်ကပဲကပြပြီးတော့မယ်ဂိမ်းလေးကကြတော့မနဲ့လာအောင်မလေးကွင်းလေးချာမနဲ့ဂိမ်းစောပြပြီးရဒီမှာဂိမ်းလေးကဝင်လို့မရဘူးဒီနေ့လိုင်းမကောင်းလို့လားဒါချိလို့ကြီးတာလေမနဲ့အမျိုးတွေကတော့ကြီးတယ်ပေါ့နော်မနဲ့အမျိုးတွေကတော့နှုတ်အကောင်ကြီးတာလေရှင်မနဲ့တယောက်တည်းကြီးတာမဟုတ်ဘူးနော်အခုစော်မယ်ဘာစော်မှာဘာစော်မှာလဲရှင်ဘာစော်မှာလဲဘာစော်မှာလဲရှင်နားမလဲအခုမန်နေလဲတရားမှမတွေ့ရမန်နေလဲတရားမှမတွေ့ရတော့တရားသွားတာလဲဟာအဲ့ကြောင်ညာလဲခဏလေးနော်မမဖူဖေဘောကောက်တိလာသိရင်ပို့ပြောရမသိဘူးလေမနဲ့လည်းပဲသိမယ်လို့ယူနီမရဘူးအမားတဲ့ဘာဖြစ်လို့မရတာလဲမောင်လေးအမတစ်ချက်ပြန်ပြောပြပါလားဘာလို့မရတာလဲဘာဖြစ်လို့မရတာလဲဟမ်စိတ်တယ်ပါချက်တယ်အမစီဒီမှာလာပြောပြနော်ကမ္ဘောဒီးယားဆောင်I don't know Cambodia ဆောင်လေရိုးโอเคမနဲ့ရကောင်လေးဖြစ်နိုင်မလားစကားလာပြောကြည့်လေမောင်လေးစီဒီမှာအဲ့ဒီကမ္ဘောဒီးယားလားဝိဆောထိုင်းပြန်ပြီးတဲ့ခါကပါလားခါကမလွယ်ဟေးဒီတိုင်ကလည်းမနဲ့ခောက်ချင်တယ်လို့ခောက်လို့ရမယ်ခောက်လို့လည်းရတယ်ဘယ်လိုယူနီဖီမရတာလဲမောင်လေးစီဒီမှာအမတစ်ချက်ဆက်တယ်ပြောနေနော်ညော့ကြည့်ပဲနော်သူခေါ်ရဘလို့ငါလိုလဲငါကျိုးဝိုင်းတော့ပဲနာဟုတ်အမထားမနဲ့ထားလို့မနဲ့လေအဲ့ဒီတိတ်လမ်းစားအမနဲ့မိုးရတယ်နှုတ်ပေးတယ်ဟုတ်ပါတယ်မိုးအရင်ရတယ်ရောမလေးကနေကြိုင်လိုက်တော့မနဲ့နည်းနည်းတော့ပြပြီချပေးလိုက်အစင်ကျလာရှင်ယူနီဖီဝင်ယူတဲ့သူတွေအားလုံးအစင်မပြေမနဲ့စီပီမှာလာပြောပေးလို့ရတယ်နော်တိတ်စခိုင်းလေအဲ့လိုကနေရင်ဒီပေါင်းပြရလေသူကတအားကြက်တယ်ဖင်ရောပါချိစိတ်ကြည့်မနေယူနီမလို့ချင်တော့အမနဲ့ကောင်းလေးဖြစ်ချင်တာနော်ဟုတ်ပြီထပ်ပြီးပါလာတဲ့မနဲ့လိုက်ပြရနဲ့ထပ်ပြီးမှာပေါ့အဘွားနော်မနဲ့အဘွားဝင်တော့စင်ပြေတယ်ဟောလင်းကလေမနဲ့တချို့ကြတော့လင်းကသူတို့ဝင်ဘာမှစကားပြောမနဲ့ CP မှာလာပြောပြမောတကယ်လို့လင်းကစကားပြမပြောတာဒီဖြစ်စေဟိုယူနီဖီမထည့်ပေးရပါတော့အဲ့လိုမျိုးလေးဖြစ်ခဲ့ရင်မနဲ့ CP မှာလာပြောပြလို့ရတယ်နော်ဟိုတချို့ကကြတော့သူတို့ကဟိုမနဲ့လာရနေလာတာမသိလို့လေအဲ့လိုမျိုးမစစ်စရာလေးမနဲ့ပါရီများစားတာလေဘာမှစားအခုတလုံးမနဲ့ဆန်ပြုတ်ပဲစားရတယ်တက်တယ်နော်လင်းရလေးဝင်လို့အရင်အစိတ်ပြေပါတယ်သူများဟိုဖြစ်နေတဲ့ပုံစံလိုမျိုးဟို link လေးတာလို့နည်းနည်းလေးတာလို့ဘာလို့မဖြစ်ဘူးအတန်းကြီးဟိုသွားဆက်သွယ်လို့ရပါတယ်မနဲ့စီကနေမနဲ့ like ကနေလာတာပေါ့နော်ရုပ်ကြည့်စိတ်ချလို့ရလားမနဲ့မနဲ့လေဟိုဘယ်လိုပြောရမလဲကုမ္ပဏီဟိုဘယ်လိုပြောမလဲစာချုပ်နဲ့ချုပ်တယ်ဆိုတော့ငွေသွင်းငွေထုတ်တခုခုဘယ်လိုပြောမလဲငွေသွင်းငွေထုတ်တခုခုအစိမ့်မပြေဟိုဖြစ်သွားတာတို့ဘာလို့ဆိုမနဲ့အမခံပေးပါတယ်မနဲ့ဟိုဘယ်လိုပြောမလဲဟိုမနဲ့လာပြောလို့ရပါတယ်ရှင်နော်နော့ကိုလေးကြည့်ချင်လို့ပြပါတယ်နော့ကဘယ်မှာလဲရှင်နောက်ဒီမှာလေးနော်တကယ်အယောအစားလေးမှန်ကန်တယ်ပေါ့နော်ဒီမနဲ့ကြော်ညာပေးတဲ့ website ပေါ့နော်ဟိုတကယ်လို့အကောင့်မဖွင့်တတ်ဘူးတခုခုသိချင်တာရှင်လည်းမနဲ့ကိုစီပီမှာဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လာမြင်မြန်လို့ရပါတယ်ရှင်ပြီးတော့တချို့ကြတော့မနဲ့ဖုန်းပေးထည့်ပြီးအောင်နော်ဟုတ်ကဲ့ပါအမှန်ကန်တဲ့ site တွေရှာနေရဆိုမနဲ့ပြောပြမယ်နော်အပြင် site တွေကတော့မနဲ့လို့လည်းမသိဘူးပေါ့နော်ဒါပေမဲ့မနဲ့ကိုယ်တိုင်မနဲ့ရဲ့ page မှာ live လွှင့်ပြီးတော့ကြော်ညာပေးတဲ့ site ကဘယ်လိုပြောရမလဲအမှန်ကန် site ပါလို့ပြောချင်ပါတယ်ရင်ကြမလေးတတိမရဘူးမမေ့နဲ့နော်ဟုတ်ကဲ့ပါဘာကလေးမနဲ့ရေးတဲ့ခဲမျိုးစုံရှိပါတယ်ရှင်နော်မနဲ့ဒီမှာတော့အိမ်ဝင်ဖို့ကဟို passport မိသွားလို့ဒီမှာနော်အစုပ်ကစားလို့ရပါတယ်အပူကြီးလာသမီးတော့လားမနဲ့မိတ်ကလေးတယောက်လိုဖြစ်အောင်ဘယ်လိုပြုပြင်ခဲ့လေတဲ့မနဲ့မိတ်ကလေးနဲ့တူလို့မနဲ့မိတ်ကလေးပဲလေဘယ်လိုလဲဘာပြောရအချောင်းမနဲ့တူနေလို့လားတခုခုသိချင်ပါတယ်မေးပါရှင်ဒီမှာနော်
ဘောလုံးလေးလောင်းလို့ရပါတယ်ရှင်ဟိုဒီမှာအရန်ဆော့ရလွယ်တာအရန်ဆော့ရလွယ်တဲ့ဂိတ်လေးဆိုရင်တော့အောက်လို့ဆော့လိုက်တဲ့အမြင်ပေါက်တဲ့ဂိတ်လေးဆိုရင်အမြင်ပေါက်တဲ့ဂိတ်အပီချန်အဒီဂိတ်လေးပဲနော်ဆော့ကြတယ်ပေါ့နော်ဟိုဒီမှာလိုက်ခတ်စင်လို့လည်းရှိပါတယ်ရှင်ဒီမှာတော့နော်ကိုဆော့ချင်တဲ့အရောက်ကိုရွေးပြီးဆော့လို့ရပါတယ်အမှန်နဲ့ဟိုတစ်ခါလောက်ဆော့ပြပေးမယ်ပေါ့နော်ဒါတော့ဒါမှနဲ့အရန်ကြိုက်တယ်သူကဟိုဘယ်လိုပြောရမလဲမောင်လေးပြောနေတာကြာပြီမှနဲ့လိုက်မကောင်းလို့များလားကျွန်တော်ဘယ်မကောင်းတာလားဘာပြောတာလဲမောင်လေးဒီအချမ်းစားပျော့ပေးလေး9နိုင်မထိုးခင်အစပုံမြတ်ရဟုတ်ကဲ့ပါဆီလီကွန်လာပြတဲ့ဆီလီကွန်မဟုတ်ပါဘူးရှင်ဒီမှာစပေါ့လည်းရှိတယ်ပေါ့နော်အမှန်ပါဘောလုံးလည်းရှိတယ်ပေါ့နော်ဒါတော့ပါလားလာရမကနောက်ဆုံးရှိတယ်ပေါ့နော်9နိုင်ထိုး3မိနစ်အလိုမှာစဖို့တော့ရတယ်မလားတဲ့ရပါတယ်ထပ်ပြီးလိုက်မှာပဲနော်အဲ့ဆိုချစ်တယ်နော်ချစ်ပါတယ်ရှင်ချစ်စရာကောင်းလားမနဲ့လက်သက်ကအစီမထားဘူးလားမနဲ့ကလေးရှိတဲ့အတွက်လက်သေးကိုအစီမထားဘူးပေါ့နော်ဘာလို့လဲဆိုတော့ကလေးဟိုကလေးနဲ့တခုခုဝါချီနေမှာဆိုလို့အကောက်ချမရပြီโอเคမနဲ့စီတီမှာလာပြောပြနော်မလေးမနဲ့လက်တီးရနဲ့ပြောပြလိုက်မယ်နော်အရှိထားပြီးအလားပေါ့ပေါ့လေးမနဲ့ခေးဆော့ပြပါတဲ့ဟောနောက်နေ့မှပဲဆော့ပြပေးမယ်လေနော်မနဲ့ကြိုက်တာဆိုတော့ဒီကိုကြီးနဲ့တမီးတော်နဲ့လိုက်ခတ်အေးစက်စီပဲကိန်းနဲ့ပဲဆက်ကျန်တာမရှိဘူးပြီးရင်ကြေပြပေးလေအဘွားပေးအဘွားနော်မနဲ့အစားကျွန်တော်ပြောပြလိုက်နေတယ်တခုတည်းတော့မစော့နဲ့တခုပြီးတခုပြောစော့ဟုတ်ပါရဲ့ဟုတ်တယ်မလားတခုတော့မစော့နဲ့ရောင်းပြီးစော့တခုပြီးတခုစော့ပေါ့မနဲ့ဆိုရင်တခုပြီးတခုစော့တယ်လေတခုတည်းမစော့ဒါပေမဲ့ဒီနေ့ဟိုဟာဂိတ်ပတ်တော့မိသွားလို့အရင်ကိုချန်အမြက်ကိုထုတ်ထားတယ်ရင်းကိုချန်မနဲ့ကလေးလေးကပဲနေရောက်နေတယ်လိုက်မှာပေါ့မနဲ့ကလေးကတယောက်ပါပဲဒါပေမဲ့မနဲ့မီးစားထားတာပေါ့နော်ဒီကလေးပဲမနဲ့ကလေးအစ်စ်တော့မဟုတ်ဘူးပေါ့မနဲ့နောက်ဆုံးပြက်ခဲ့တဲ့ကောင်လေးနဲ့ပြက်ပြီးသွားတယ်နောက်ကမနဲ့ကလေးမီးစားဖို့ထုတ်ပြလိုက်တယ်ပေါ့နော်မီးစားမထားတော့ပဲနဲ့ပေါ့အမကောက်တဲ့အခုမောင်လေးကြီးနေတဲ့စီဒီမှာလားအခုပတ်စံထောက်မရလို့အခုတိမပြောပြဘူးနော်ခုကောင်လေးပတ်စံဘယ်နားမှာပတ်စံထောက်မရလဲမောင်လေးဟမ်ရှောက်မရဘူးလေစီဒီမှာလာပြောပြလေအကောက်ဆောင်စီဒီမှာလာပြောပြနော်မနဲ့စီဒီမှာလာပြောပြခဏလေးခုအကောက်လေပတ်စံထောက်မရဘူးလို့အခုတိမပြောပြဘူးနော်အခုမနဲ့ကြောင်ညာနေတဲ့စိုက်လာရှင်ပတ်စံထောက်မရလားဂိတ်ကိုတော့ဗာလို့ဆက်စောမှမသိဘူးဆော့ချင်တာမမနဲ့ရပါတယ်အကုန်ဆက်လို့ရတယ်ပတ်စံထောက်မရလို့အခုတိမပြောပြဘူးနော်ဟာပဲလို့တော့အဲ့လေပတ်စံထောက်မရတာပဲမောင်လေးမပြောပြရင်မနဲ့ဘယ်လိုသိမှာလဲလို့ဘယ်လိုဖြစ်လို့ပတ်စံထောက်မရတာလဲမနဲ့ကလေးအသက်ဘယ်လောက်ရှိပြီလဲတဲ့တမီးလေးပါအသက်တနည်းကျော်ပြီပေါ့နော်မနဲ့ဖြစ်သေးပါနော်မနဲ့လာပြောမနဲ့သိမှာပေါ့ပတ်စံထောက်မရဘူးဟုတ်တယ်မလားဂိတ်သေးရတယ်ပတ်စံဂိတ်ရဲ့ပတ်စံဘယ်လိုမရတာလဲမောင်လေး unit fee မရတာလားအဲ့လိုပြောတာ unit fee တက်ရမရတာလား unit fee တက်ရလေဟိုဂိတ်ဆော့ပြရတယ်ပေါ့နော်နိုင်မထုတ်လို့ရမှာပါရှင်နိုင်လို့ထုတ်မရဘူးလားအဲ့လိုလားမနဲ့နာမည်ကအရှိကောက်ဗာကြီးလေတဲ့နမဖြစ်ပဲဟုတ်ပါတယ်နမဖြစ်ပဲနော်ဖေးဖို့အကောက်ဟိုင်းလိုက်မယ်ဟိုင်းလာလိုက်တော့ဟိုင်းလာလိုက်ပါမနဲ့စီဒီမှာစောက်နေမယ်နော်မရလို့ပေါ့တဲ့ unit fee မရဘူးမနဲ့လာမပြောဘူးမနဲ့ပဲသိမလဲလို့အဲ့ဒါမနဲ့လာပြောရမယ်လေမနဲ့ပြောဟိုဗာလေ unit fee ဝင်ယူရတဲ့ချို့ကဘာမှမသိတာအဲ့လိုမနဲ့ကိစ္စချင်လို့မနဲ့လာအမှလင်းလေးချလာပြီလေအဲ့ဒီ unit fee တရားလေးမောင်လေးထုတ်လို့မရအောင်နော်ဟိုဂိတ်ဆန်းဆော့ကြည့်လို့ရအောင်ထည့်ပြီးတာထိုင်းကနေလဲဆော့လို့ရပါတယ်အဲ့မှာဟို unit fee ပေးတယ်ဆိုတာဘယ်လိုဆော့ရမှာလဲမနဲ့အကောက်ဆော့လို့ရပါတယ်ဗာဆော့ချင်လဲမနဲ့အသက်က25ကျော်ပြီလား20ကိုရှိပြီလေနောက်နေ့မနဲ့ဂိတ်လာဆော့ပြပေးမယ်လေနော်ဒီနေ့တော့မနဲ့အခုကနေပဲနားတော့မယ်ပေါ့နော်ဟုတ်ပြီလေပြန်ထည့်ပြအောင်မှာမလို့ပေါ့နော်ပြောလိုက်မယ်နော် unit fee ရလေတချို့ကြတော့သူတို့ဘယ်လိုထင်လဲဆိုတော့ unit fee ကိုသူတို့ဝင်ယူလိုက်မယ်ကွယ်ဝင်ယူပြီးတော့ဆော့တာကြာပြီကိုကပဲထုတ်မတင်လို့လားမသိဘူးပြောပြရနော်ဆော့တာကြာပြီတဲ့ဆော့တာကြာပြီကိုကပဲထုတ်မတင်လို့လားမရှိပါဘူးနော်မနဲ့အခုကြောင်ညာလေးဆက်အဲ့လိုမျိုးတွေမရှိပါဘူးမနဲ့စီတီမှာလာပြောပြီးနော်ဆော့တာကြာပြီဘယ်လောက်ကြာပြီလဲမောင်လေးအမဆက်လက်ခံလာတော့လာပဲရှိပြီလေပေါ့နော်မနဲ့လေးမျောနေမယ်နော်ဟုတ်ကဲ့ပါမနဲ့အခုအိတ်ထဲမှာပဲပါလားတဲ့မနဲ့အလုပ်လုပ်ဖို့အတွက်ပေါ့နော်ဖအန်ဟိုတယ်မှာမနဲ့ငားပါလိမ့်ရှင်ဖအန်ဟိုတယ်မှာနဲ့ရက်တော့ရက်ငားပြီးတော့ရွာမှာပဲပြင်နေပါလိမ့်ရှင်မနဲ့ unit fee ပေးတာအရင်ကလည်းမပေးဘူးတဲ့ပေးပါလိမ့်ရှင်ဘာဖြစ်လို့မပေးရမှာလဲအမရှိတယ်လေတဲ့တင်လာတာတွေ့တယ်အမပါတင်လာလဲမောင်လေးအမတင်လာလဲအမပါတင်လာလဲမောင်လာဟန်အမလိုက်တစ်ခုပဲလွှင့်နေတော့အမတင်လာလေဟိုဗီဒီယိုတင်လာလေမရှိဘူးနော်အမလည်းမခံဘူးဒီနေ့ပြင်ပန်းနေတယ်တိတ်မလန်းတယ်လို့ပဲတဲ့လိုက်နေတာကြာပြီတနာကြီးခွဲနေပြီခါနာနေပြီလေနည်းနည်းမနဲ့နည်းနည်းအထိုင်ကြာပြီဆိုရင်အဲ့ဒီခါနာလာတယ်ပြီးတော့အဲ့ဒီလက်ကအနာတွေနည်းနည်းဆက်လာတယ်ဘယ်လိုဖြစ်မနဲ့စပင်အရှိထားခါတယ်မနဲ့မညက်ဘူးလေကအစီပြန်ထားမယ်မနဲ့စပင်အတူကြိုက်ဘူးကတော့နမရလာအေးလေခါယူနော်အဲ့ဒါဆိုရင်ဒါပဲနော်ဘိုင်ဘိုင်စီဒီမှာလာဟိုင်းပြီနော်
ဘယ်လိုပေးလဲအမတဲ့အကောက်ဖွင့်ရင် unit fee ခိုင်းမှဆိုရင်တော့100ဘူးထည့်ပေးပါရဲ့မြန်မာပြည်မှာဆိုရင်တော့1000ဘူးထည့်ပေးပါလိမ့်ရှင်အမအချစ်တွေကိုပေးလားပေးပါလေအကုန်လုံးပေးပါလေမနဲ့ပဲသူစကားမယုံနဲ့တော့ကျွန်တော်စကားပြောနော်ငါအိတ်တင်လားအခုအိတ်တော့မယ် bye bye good night okay ဒီအောင်Okay, bye bye. ခရဒီကောင်ဆီလီကွန်တွေလာတယ်ဆီလီကွန်မဟုတ်ဘူးချင်းအစ်ရောဘာမှမထင်အောင်အဲ့လိုက်တော့ okay အဲ့တော့မရှင်းနော်ဘာမှမထင်အောင်မလျော်ရသေးတဲ့ပြီးရောင်း okay ဟာကော့ပေးလားမနဲ့ပြချင်းကော့ပေးလားတွေ့လားဒီအဲ့လိုနေရာမှာဟောရခါနာ bye 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 ရှင်ချက်တဲ့ good night